သားရဲ့လောကကြီးဆိုတာအခြေအနေနဲ့အချင်းခါကိုလိုက်ပြီးပြောင်းလဲတတ်တယ်နော်တခါတလေအောင်မြင်မှုတွေ့မယ်တခါတလေကြဆုံးမှုတွေကြုံရမယ်ဒါပေမဲ့ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ကိုမစွန့်လွတ်လိုက်ပါနဲ့စူးစမ်းပါရိုးသားပါလူကောင်းဖြစ်အောင်နေထိုင်ပါငွေကြေးထဂုံတိခါကပိုအရေးကြီးလဲဆိုတာမမေ့နဲ့မားရွေးမိရင်လည်းအမားကိုတင်ခန်းစာအဖြစ်ယူပြီးပြန်ထနိုင်ရမယ်ငါသားလမ်းခရီးရှည်တဲ့အခါပင်ပန်းမယ်မောမယ်အဲ့ဒီအချိန်ကြရင်အဖေကမင်းကိုယုံကြည်နေတဲ့ဆိုတာကိုသတိရပါသားရဲ့အောင်မြင်မှုကအဖေရဲ့ပျော်ရွှင်မှုပဲဘယ်နေရာရောက်လူသားတန်ဖို့မဖြစ်စေနဲ့သားရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်ပါဘဝပန်းတိုင်ကိုအကောင်ဆုံးလမ်းကိုင်းနိုင်ပါစေငါသားပါးရီဖြစ်နေပါစေသားရဲ့နောက်မှာအဖေရဲ့စူတောင်းမေတ္တာအမြဲရှိနေမယ်ငါသား